ယူဆ shortcut တွေကိုပြောပြပေးတော့မှာပဲဖြစ်ပါတယ်ကွန်ပျူတာ keyboard မှာပါတဲ့ window key ရဲ့အသုံးဝင်ပုံလေးတွေပါနော်ကျွန်တော်ပထမအောင်ဆုံး window key နဲ့ A နဲ့တွဲနေမယ်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာ Wi-Fi တို့ Bluetooth ရှိတဲ့ Access Center ကိုဖွင့်ပေးမှာပဲဖြစ်ပါတယ်နော်ဒါက keyboard shortcut တွေပဲသုံးကျင်နေဆိုရင်ပေါ့နော် Wi-Fi Bluetooth ကို keyboard ကနေပြီးတော့ပိတ်လို့ရအောင်ပေါ့နော်keyboard ကနေပိတ်လို့ရအောင်ပဲဖြစ်ပါတယ်ဒါက window key နဲ့ A နဲ့တွဲနေမယ်ဆိုလို့ရှိရင်ဒါလေးကိုသုံးလို့ရမယ်ပေါ့နော်နောက်တစ်ခုကကြတော့ window key နဲ့ B နဲ့ window key နဲ့ B နဲ့တွဲနေမယ်ဆိုလို့ရှိရင်ကျွန်တော်အခုပြထားတဲ့ဒီ show header icon လေးမှာသွားပြီး active ဖြစ်နေမယ်ကိုကactive ဖြစ်တဲ့အချိန်မှာ keyboard က space bar လေးကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင်တော့အဲ့ဒီ show header icon ထဲမှာရှိတဲ့ဟာလေးပေါ်လာမှာဖြစ်ပါတယ်နော်အဲ့ဒီကနေမှကိုသွားကျင်တဲ့ဟာလေးကိုဒီ keyboard ကနေပြီးတော့ arrow key နဲ့သွားပါနောက်တစ်ခုက window key နဲ့ C နဲ့တွဲနေမှာဆိုရင်ဒါ Microsoft AM ဖြစ်တဲ့ကိုပိုင်းလော့ကြီးပွင့်လာမှာဖြစ်ပါတယ်เนาะကိုပိုင်းလော့ဆိုတာလေဒါ Windows parent တစ်ခုဖြစ်တဲ့ဒါ Windows ရဲ့ parent software တစ်ခုဖြစ်ပါတယ်เนาะဟုတ်ပြီဒါကတော့ကိုပိုင်းလော့ပါ Windows ရဲ့ parent software ဖြစ်ပါတယ်เนาะကျွန်တော်ဒီ Gemini တို့လိုပဲပေါ့เนาะ Gemini တို့လိုပဲသူလည်းဒါ Windows ရဲ့ software တစ်ခုဖြစ်ပါတယ်ကိုသိချင်တာမေးလို့ရပါတယ်နောက်တစ်ခုက Windows key နဲ့ D နဲ့ Windows key နဲ့ D ကတော့လက်ရှိဖွင့်ထားတဲ့ application နဲ့ Windows တွေ minimize လုပ်ပေးပြီးတော့ desktop ကိုဖော်ပြပေးမှာဖြစ်ပါတယ်သူရဲ့အထူးကတော့ desktop ကိုသွားချင်တာပေါ့နော်ဒါပေမဲ့ Windows တွေကို minimize လုပ်ပေးတာဖြစ်ပါတယ်နောက်တစ်ခုကဒါ Windows key နဲ့ E နဲ့ဒါကတော့တော်တော်များများသိကြပါတယ်နော်ဒါ Windows Explorer ကိုဖွင့်ပေးမှာဖြစ်ပါတယ်ကိုယ့်ရဲ့ file folder တွေကိုယ့်ရဲ့ drive တွေရှိတယ်ဟာပဲဖြစ်ပါတယ်နောက်တစ်ခုက Windows key နဲ့ App နဲ့ဖြစ်ပါတယ် Windows key နဲ့ App နဲ့တွဲနေမှာဆိုရင်ဒါ Microsoft Teams ရဲ့ feedback hub ရှိရောက်ရှိသွားမှာပဲဖြစ်ပါတယ် feedback hub ဆိုတာကတော့ဒီ Windows မှာကိုကအကြံပေးခြင်းတဲ့ဟာတွေဘယ်နေရာမကောင်းဘူးလဲဘာဘယ်လိုလုပ်လိုက်ရင်ပို့ပြီးတော့ကောင်းသွားမယ်ဆိုတော့ဒီအကြံပေးချက်တွေကိုဒါဟာ Microsoft Teams ကိုတိုက်ရိုက်အကြံပေးနိုင်တဲ့နေရာကိုရောက်သွားမှာပဲဖြစ်ပါတယ်နော်ဒါတော့ကိုတကယ် Windows ကိုတကယ်ထဲထဲဝင်သုံးတဲ့ကွန်ပျူတာတကယ်ဘာလဲဆိုရင်သုံးလို့ရပါတယ်နောက်တစ်ခုကတော့ Windows နဲ့ကြည့်နေဒါကတော့ Xbox Game Bar ဆိုတဲ့ဟာတခုကိုဖွင့်ပေးမှာဖြစ်ပါတယ်သူကတော့ game ဆိုတဲ့လူတွေအတွက်ပဲဖြစ်ပါလိမ့်မယ်เนาะ screen record လည်းဖမ်းလို့ရပါတယ် screen record လည်းဖမ်းလို့ရပါတယ်ဟုတ်ကဲ့ပါဒါက Xbox Game Bar ကိုပဲဖြစ်ပါတယ်เนาะစက်ကလေးနေပါတယ်လို့ CPU တော့စားမယ်ပုံပါပဲနောက်တစ်ခုက Windows key နဲ့ကျွန်တော် H နဲ့တွဲပြီးတော့နှိပ်လိုက်မယ်ဆို voice typing ပွင့်လာမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီ Facebook တို့ဟိုလာစာရိုက်တဲ့အခါမှာဖြစ်ဖြစ်ကိုကဒီအင်္ဂလိပ်လိုမြန်မာလိုတော့မရဘူးပေါ့နော်ကိုရိုက်တဲ့ဟာကိုစာသားဖြစ်ပြောင်းပေးမယ်ဆိုလို့ရှိရင်ဒါ voice typing Windows key နဲ့ H နဲ့တွဲနေလိုက်ရင် voice typing command ကြာလာပါတယ်နော်အဲဒါဆိုရင်ကိုကအတန်လေးပြောလိုက်ရုံနဲ့သူကသူ auto ဟိုလာစာရိုက်ပြီးသွားမှာဖြစ်ပါတယ်မြန်မာလိုတော့မရသေးပါဘူးနောက်တစ်ချိန်တော့ရကောင်းရနိုင်ပါတယ်နောက်တစ်ခုက Windows key နဲ့ I နဲ့ပါဒါက Windows setting နဲ့ကိုရောက်သွားမှာဖြစ်ပါတယ်နော် Windows key နဲ့ I နဲ့ကိုတွဲနေမှာဆိုရင် Windows setting နဲ့ကိုရောက်သွားမှာပါ Windows setting မှာကိုပြင်ခြင်းတဲ့အကြောင်းအရာလေးသွားပြီးတော့လုပ်လို့ရပါတယ်နော်ဒါ Windows ရဲ့ setting ထဲမှာတချို့ဟာကြီးဟုတ်ပြီနောက်တစ်ခု Windows key နဲ့ K နဲ့ cache connect ဆိုတာကတော့ကိုလက်ရှိ device new device တွေကျွန်တော်ချိတ်ဆက်တဲ့နေရာမှာဆိုလို့ရှိရင်အဲ့နေရာမှာလာပြီးတော့ကျွန်တော်ကပေါ်နေမဲ့အနေထားမျိုးပေါ့နော်အဲ့ဒါကိုရောက်သွားမယ်ဒါ Windows key နဲ့ K နဲ့ပေါ့နော်နောက်တစ်ခုက Windows key နဲ့ R နဲ့ဒါကတော့ကျွန်တော်ကိုကအပြင်သွားခြင်းလို့ပဲဖြစ်ဖြစ်ဟုတ်လား
ခဏတစ်ဖြုတ်ဟိုနာဒီနာသွားတာပဲဖြစ်ဖြစ်အားဆိုလို့ရှိရင်ကိုယ့်ရဲ့ဆက်ကိုပါလုံးလောချသွားခြင်း window key နဲ့အားနဲ့နှိပ်သွားရင်လောချသွားမှာဖြစ်ပါတယ်ကိုပြန်လာမှပြန်ဖွင့်လို့ရပါတယ်ဒါ window key နဲ့ arm နဲ့ဒါကကြတော့ဒီလက်ရှိဖွင့်နေတဲ့အကုန်လုံးအားလုံးကို minimize လုပ်ပေးတာပါကျွန်တော် window D နဲ့ cut ဆင်တာပါเนาะ window D ကတော့သူကကြတော့ဒါ desktop ကိုသွားတာဖြစ်ပါတယ်เนาะနောက်တစ်ခုက window key နဲ့ arm နဲ့ဒါကတော့ notification center နဲ့ဒီပေးက calendar ပွင့်လာမှာဖြစ်ပါတယ်နော် notification center နဲ့ဒီကိုယ့်ရဲ့ noti တက်လာတဲ့ noti တွေဒါပြက်ကလေးတို့ဘာလို့ကြည့်ချင်တယ်လှုပ်ချင်တယ်ဆိုရင်ဒါကိုနှိပ်လို့ရပါတယ် shortcut ကိုသုံးလို့ရတယ်နောက်တစ်ခုက window key နဲ့ O နဲ့ဒါ device orientation ဒါက tablet computer တွေမှာကျွန်တော်ဘာလုပ်မယ်ဆိုလို့ရှိရင်အလိုလျောက်လဲသွားတဲ့ဟာကိုကတားခြင်းတယ်ပိတ်ထားခြင်းတယ်ဆိုရင်ဒါလေးကိုနှိပ်လို့ပါနှိပ်ထားလိုက်ရင်အဆင်ပြေပါတယ်နော်ဒါကယူရင်ဖုန်းလိုမျိုးပေါ့အလိုလျောက်စကွန်ဟိုလာကိုကအောက်ကိုလှည့်ကင်လိုက်ရင်စကရင်ကအောက်ကိုလဲလိုက်လာမျိုးမဖြစ်အောင်ကျွန်တော်ကပိတ်ထားတဲ့အနေအထားမျိုးပါเนาะနောက်တစ်ခုကတော့ window key နဲ့ B နဲ့ဒါကတော့ကျွန်တော်ဒီဒုတိယစကွန်မှာတော့ကိုယ့်ရဲ့ကွန်ပျူတာကနေတခြားဘယ်ကိုချိတ်ဆက်ထားလဲဆိုတာအဲ့ဒီ setting လေးကိုဖွင့်ဖို့အတွက်ပဲဖြစ်ပါတယ်နောက်တစ်ခုကကြတော့ကျွန်တော် window key နဲ့အားနဲ့ဒါ run box ကိုခေါ်တာเนาะလူတိုင်းဒါကွန်ပျူတာသုံးတဲ့လူတော်တော်များများသိကြပါတယ် window key နဲ့အားနဲ့ run dialog box ကိုဖွင့်ပေးတာဖြစ်ပါတယ် command အဲ့ဒီကနေအများကြီးလုပ်လို့ရတယ်ပေါ့နော် run box ကရနေပြီးနောက်တစ်ခုက window key ရဲ့ကျွန်တော်ကျူနဲ့ကျွန်တော်ခုနကကျူကြမ်းခဲ့ရเนาะအစင်လိုက်တန်းဆိုဒါပေမဲ့ကျူဘာလို့ကြမ်းခဲ့လဲဆိုတာကျူနဲ့ S နဲ့ကကျွန်တော်ခက်ဆင်မှာเนาะ window search bar ကိုဖွင့်ပေးတာပါเนาะခုလောက window search bar ကိုသူတို့ကရောက်သွားတာပါနောက်တစ်ခုက window key နဲ့ကျွန်တော်ဒီနဲ့ window key နဲ့ဒီနဲ့တွဲနှိပ်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်ဟိုကွန်ပျူတာရဲ့အောက်ဆုံးပေါ့နော် desktop အနေထားမှာရှိတဲ့ဒီမှာ taskbar လို့ခေါ်တာအဲ့ဒီပေါ်မှာကိုဖွင့်ထားတဲ့ application တွေရှိတယ်အဲ့ application တွေကိုတွားပြီးတော့ကျွန်တော်က active ဖြစ်သွားမယ်အဲ့ဒါဥမာဒီ down arrow key လေးနဲ့ပေါ့နော် left arrow right arrow နဲ့ကိုဖွင့်ချင်တဲ့ဟာ space bar လေးခေါ်လိုက်ရင် auto ပွင့်လာမှာဖြစ်ပါတယ်နောက်တစ်ခုက window key နဲ့ U နဲ့တွဲနေမှာဆိုရင်ဒါ accessibility setting ကိုရောက်သွားမယ်ပေါ့နော်ဖောင်ဆိုင်တွေကြည့်ချင်တာမျိုးဖြစ်ပေါ်လာvisual effect ဒါမှန်ဘလူးချဲတဲ့ဟာတွေအကုန်လုံးเนาะ item မှာပါပါတယ်နောက်တစ်ခုက window key နဲ့ F နဲ့ဒါကအရန်သုံးတဲ့ software လေးပါကျွန်တော်တို့ DTP ကျွန်တော်တို့ဒီ waterproof မှာဆိုရင်ပို့ပြီးတော့အသုံးတည့်မယ်လို့ထင်ပါတယ် clipboard history ကိုဖွင့်ပေးတာဖြစ်ပါတယ် clipboard history ကတော့ဖွင့်မထားအောင်ဆိုရင်ကျွန်တော်ပထမဆုံးဖွင့်ပေးဖို့လိုအပ်တယ်တစ်ခါမှမသွားအောင်သေးဘူးဆိုရင်ဖွင့်လိုက်ပြီဆိုတာနဲ့ကျွန်တော်တို့ရဲ့ဒီကို copy ယူထားတဲ့ဟာတွေအကုန်လုံးကိုသူကတန်းစီပြီးတော့ချပေးသွားမှာဖြစ်ပါတယ်ခမ ्या ကိုနိုင်ကဒါဒီဟာကိုမဖြတ်မချင်းဒါ clear history မလုပ်မချင်းဒီ clip ပေါ်မှာရှိတဲ့ဟာရေအကုန်လုံးကျွန်တော်ပြပြသွားမှာဖြစ်ပါတယ်เนาะဒါကတော့ကျွန်တော်လောလောဆယ်ဟာလာဒါဟိုလောက်ထားတဲ့အရာလေးပေါ့เนาะဒါ copy ကူးထားတဲ့အရာလေးပဲဖြစ်ပါတယ်နောက်တစ်ခုက window key နဲ့ကျွန်တော် W ဒါဘေးက widget တွေကိုဘာကိုကျွန်တော်ဖွင့်ပေးမှာဖြစ်ပါတယ်အဲ့ဒါကိုပြန်နှိပ်ရင်သူကပြန်ပြောက်သွားမှာဖြစ်ပါတယ်เนาะသူပါညာစမကလာပေါ့เนาะနောက်တစ်ခုကwindow key နဲ့ H နဲ့ဒါကကြော quick menu ကိုကျွန်တော်ကဘာလုပ်လိုက်မှာဆိုလို့ရှိရင်ဖွင့်ပေးမှာဖြစ်ပါတယ်အဲ့ဒီကနေပြီးတော့ကျွန်တော်ဓာတ်ရိုက်ပေါ့နော်တကယ်အရေးကြီးတဲ့နေရာကိုတွားလို့ရတဲ့ဒီ menu တခုကြာလာမှာဖြစ်ပါတယ်အဲ့ဒါကတော့ window key နဲ့ H နဲ့ပါနော်နောက်တစ်ခုက window key နဲ့ကျွန်တော် Z နဲ့ပါအဲ့ဒါကကြတော့ဘာလဲဆိုတော့ကိုဖွင့်ထားတဲ့ဒီ window တွေ application တွေရှိတယ်အဲ့ဒါတွေကိုကျွန်တော်ကဒီ screen တစ်ခုထဲမှာပဲ layout တစ်ခုလိုမျိုးကိုကချပြီးတော့ထားမယ်ဆိုလို့ရှိရင်ဒီအဲ့ဒီဟာလေးကိုဒီ window key နဲ့ set နဲ့ကိုတွဲနှိပ်လိုက်မယ်ဆိုလို့ရှိရင်ကိုလိုချင်တဲ့ layout ပုံစံလေးကိုရွေးပေးလိုက်အောင်ပါပဲเนาะအဲ့တော့သူကသူ auto အလုပ်လုပ်သွားမှာပဲဖြစ်ပါတယ်ဒါက window key ရဲ့ Z ရပေါ့เนาะ window key နဲ့ Y နဲ့တခုတော့ကြံနေရเนาะအားလေးကိုဟိုလာနောက်မှာပဲဘာဖြစ်မလဲဆိုတာစမ်းကြည့်ပြီးတော့ကျွန်တော်ထပ်ပြီးတော့ပြောပြပါမယ်အခုကတော့ကျွန်တော် editing လုပ်ပြီးသွားလို့ဖြစ်ပါတယ်เนาะနောက်တစ်ခုကကျွန်တော်အပိုဆုံးအနေနဲ့ window key ရဲ့ရှေ့ရဲ့ S ရဒါကတော့ screenshot ရိုက်တဲ့ဟာလေးပါကျွန်တော်ဥမာဆက်မှာဟာလာကိုအလုပ်လုပ်နေတဲ့တခုကို screenshot ရိုက်ဖို့လူရဆိုလို့ရှိရင် keyboard က window key ရဲ့ shift ရဲ့ S ရဲ့ကိုကျွန်တော်တွဲနေလိုက်ရင်ဒီ screenshot ရိုက်လို့ရတယ်ဘာလဲထူးလေးကြာလာမှာကိုကဆွဲပြီးတော့ရိုက်လိုက်ရင်ဒါ screenshot ရိုက်ပြီးသွားပြီပဲဖြစ်ပါတယ်ပေါ့နော်နောက်တစ်ခုကကြတော့ဒါ window key နဲ့ဒါ arrow key ဒါကိုလက်ရှိဖွင့်နေတဲ့ဟာ window ပေါ့နော်ကျွန်တော်ကိုဖွင့်တာကျွန်တော်ရဲ့ Facebook လေးကို
ဟုတ်လားအပေါ်အောက်ဘေးပဲညာဘေးပဲညာဒီအဓိကတော့၄ယောက်ပါပဲเนาะဒီ arrow key လေးရဲ့အသုံးပြုပြီးတော့ window key ရဲ့ arrow key လေးရဲ့အသုံးပြုပြီးတော့အပေါ်ရွှေ့ခြင်းအပေါ် clock အပေါ် arrow နဲ့တွဲနေအောက်ရွှေ့ခြင်းအောက် arrow နဲ့တွဲနေလို့ရပါတယ်ဒီဟာကတော့ကျွန်တော်စာရိုက်နေတဲ့အချိန်တွေမှာ emoji လေးကိုခေါ်သုံးတာပါเนาะကိုကဘယ်နေရာမှာဖြစ်ဖြစ်စာရိုက်နေအောင်မှတ်တတ်မှာ emoji ခေါ်သုံးခြင်းနဲ့ဆိုရင်ဒီ window key နဲ့ကျွန်တော် full stop လေးပေါ့เนาะdoor လေးပေါ့အဲ့ဒါလေးကိုတွဲနေပြလိုက်ရင်ဒီ emoji ဟိုဟာလေးကြာလာမှာဖြစ်ပါတယ်အဲကြလို့ရှင်ကျွန်တော်တို့ကိုလိုချင်တဲ့ emoji လေးကိုထည့်ပြီးတော့အသုံးပြုလို့ရပါတယ်ခင်ဗျာเนาะဒါလေးကလည်းအသုံးဝင်ပါတယ် emoji လေးတွေပါဟုတ်ကဲ့ပါကျွန်တော်ဒီထက်မှာဒီလိုအပ်ချက်လေးရှိရင်လည်းဟုတ်လားအောက်မှာ comment မှာရေးသွားပေးပါဦးလို့เนาะအားလုံးလည်းကျေးဇူးတင်ပါတယ်ခုတော့ဒီလောက်ပါပဲခင်ဗျာ